မင်္ဂလာပါရှင်။ဒါဟာကထိုင်းမြန်မာဘာသာအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ဟာခမြို့တွင်လူ8000ဦးခန့်ပါဝင်တဲ့တတိယနေ့မြောက်ဆန္ဒထုတ်ဖော်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ဟာခမြို့၌လူ8000ခန့်ပါဝင်သည့်တတိယနေ့မြောက်စစ်တပ်မှအာဏာသိမ်းယူမှုကန့်ကွက်သည့်ဆန္ဒထုတ်ဖော်ပွဲကိုဖေဖော်ဝါရီလ9ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ဤဆန္ဒထုတ်ဖော်ပွဲကိုဟာခမြို့တည်ရက်ကွက်ရိုင်းမွန်အာကစားကွင်းမှာစတင်ပြီးတော့ခရစင်ခမ်းမအထိဆက်လက်ချီတက်ပြီးတော့ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရှိရပါတယ်။ပထမနေ့ဖြစ်သည့်ဖေဖော်ဝါရီလ9ရက်နေ့တွင်လူထု3000ဒုတိယနေ့တွင်လူထု9000နဲ့တတိယနေ့ဖေဖော်ဝါရီလ9ရက်နေ့တွင်လူထု8000ခန့်ပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။ဆန္ဒဖော်ထုတ်ပွဲတွင်စစ်တပ်အုပ်ချုပ်မှုအလိုမရှိဒီမိုကရေစီရရှိရေးCDM တွင်ပူးပေါင်းပါဝင်ရေးနဲ့ဖန်ဆီးတိမ်တိမ်ထားတဲ့ပုဂ္ဂိုလ်များအမြန်ပြန်လွတ်စေရေးစသည့်ကြွေးကြော်တမ်းများဖြင့်ကြီးထက်ခဲ့ကြကြောင်းသိရှိရပါတယ်။ဆန္ဒဖော်ထုတ်ရေးတွင်ပါဝင်လှုပ်ရှားတဲ့သူတဦးကစစ်တပ်ကဖန်ဆီးတိမ်ထိန်ထားတဲ့လွတ်တော်ဥက္ကဋ္ဌဦးဇော်ဘွိုက်ဒုတိယဥက္ကဋ္ဌဦးတစ်ထန်းစီပင်းလျှက်စစ်ဝန်ကြီးဦးစိုးထက်နဲ့လူဝင်မှုကြီးကြပ်ရေးနဲ့လူအစွမ်းအားရင်းမြစ်ဝန်ကြီးဦးဖွေးအာတို့ကိုအမြန်ဆုံးလွှတ်ပေးဖို့အာဏာသိမ်းစစ်အစိုးရကပြည်ထောင်စုနဲ့ပြည်နယ်များမှာတာဝန်ပေးခတ်ထားတာကိုလက်မခံဖို့နဲ့မြို့မိမြို့ဖျောက်များမှာစစ်တပ်ကတာဝန်ပေးထားတာလက်မခံဖို့ရဲတွေကနဲ့လူငယ်တွေကိုဖမ်းဆီးထိန်းသိမ်းထားတာတွေအမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုတာဖြစ်တယ်လို့ဟာခထိုင်းသတင်းဌာနကိုပြောပြခဲ့ပါတယ်။စစ်တပ်ကအာဏာသိမ်းမှုအပေါ်စန္ဒဖော်ထုတ်ပွဲကိုမြန်မာနိုင်ငံတပြည်လုံးပြုလုပ်နေကြရာချင်းပြည်နယ်မြို့နယ်အသီးသီးတွေနဲ့ပြုလုပ်နေကြကြောင်းဖေဖော်ဝါရီလ10ရက်နေ့တွင်လည်းဟာခမြို့တွင်စတုထကြိမ်မြောက်စန္ဒဖော်ထုတ်ပွဲဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနဲ့ယခုချိန်ထိစစ်တပ်နဲ့ရဲတာဝန်ရှိသူများကတစုံတရာအရေးယူခြင်းမရှိကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ကလေးမြို့တွင်စစ်တပ်ကလူ9ဦးထပ်ပိုမစုရအမိန့်ထုတ်ပြန်ထားတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားပါမယ်။စစ်တပ်ကကလေးမြို့ပေါ်တွင်လူ9ဦးထပ်ပိုမစုရအမိန့်ကိုဖေဖော်ဝါရီလ10ရက်နေ့တွင်ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိကလေးမျိုးရှိလူထုတချို့ကဥပဒေချိုးဖောက်မှုလှုံ့ဆော်ချက်များပြုလုပ်နေသောကြောင့်အများပြည်သူရဲ့လုံခြုံရေးကိုထိပါနေသောကြောင့်ကလေးမျိုးတွင်လူစုလူဝေးပြုလုပ်ခြင်းဝေပြုခြင်းကားနဲ့မော်တော်ဆိုင်ကယ်အသုံးပြုကလူစုလူဝေးပြုလုပ်ခြင်းလူစုလူဝေးဖြင့်အပျော်ပါးထွက်ခြင်းစသည့်အရာများကိုမလှုံ့ဆော်ကြဖို့စစ်တပ်ကထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ထို့နောက်လူ9ဦးထပ်မစုရအများပြည်သူသွာလာသည့်လမ်းတောက်ပန်းချန်နဲ့တခြားနေရာများတွင်စုဝေးခြင်းနဲ့ည8နာရီမှနနက်4နာရီအထိအိမ်အပြင်မထွက်ကြဖို့အမိန့်ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါတယ်။ဤအမိန့်ကိုမိသည့်အချိန်ထိထားရှိမည်ကိုမသိနိုင်သေးကြောင်းနဲ့ကလေးမျိုးနဲ့အုပ်ချုပ်ရေးမှုရုံးတာဝန်ရှိသူထံမှသိရှိရပါတယ်။စစ်တပ်ကယခုကဲ့သို့အမိန့်ထုတ်ပြန်ထားတော်လဲဖေဖော်ဝါရီလ9ရက်နေ့လူထုဆန္ဒထုတ်ဖော်ပွဲတွင်လူထု11000ခန့်ကစစ်တပ်အာဏာသိမ်းမှုစန့်ကျင်ဖော်ထုတ်နေကြောင်းသိရှိရပါတယ်။ဒီကနေ့ဒါဟာကထိုင်းမြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲရနာတော့မှာဖြစ်ပါတယ်။အားလုံးပဲကိုစိတ်နှပြကျမကြည့်လို့ကြပါစေရှင်။ကျမချယ်ပါ။